ဒေဗဂျီကာရဲ့အတူကိုတီးကြလားဟာမင်းကြီးကြာပါတယ်ပီကာဆိုလို့ပြောရင်အစ်စ်ပေါ့ဗျာဒါတက်ပို့ပြီးတော့ပြောအောင်မေးဆိုရင်ပီကာဆို Blue Videos တွေကဂီတဓမ္မဖိုးကြီးလို့ခေါ်တဲ့တအိုးဂီတာရစ်ပါဒေဗဂျီကာကိုဒီတိုင်းပဲကြည့်မယ်ဆိုရင်တော့ဂီတာတလက်နဲ့အဖိုးကြီးတယောက်တည်းပေါ့ဗျာအဲ့လိုဆိုပြန်တော့လေဒေဗဂျီကာနဲ့ပတ်သက်တဲ့ကျွန်တော်တို့တွေရဲ့ခံစားချက်တွေကအဲ့ဒီမှာတင်ပဲပြီးဆုံးသွားပါပြီဒါပေမဲ့ပုံမှန်ချိန်တွေမှာမမြင်နိုင်တဲ့အဖိုးကြီးပုံရဲ့အောက်လျာမှာတော့နောက်ထပ်မိန်းကလေးတယောက်ရှိနေသေးတယ်ဆိုတာကိုတော့2000ခုနှစ်ချီကာဂိုနုပညာပြလိုက်ကနေပြီးတော့ဒေဗီကာကို X-ray နဲ့စစ်ဆေးခဲ့တဲ့ချိန်မှာသိရှိခဲ့ရပါတယ်ဒီတော့အဲ့မိန်းကလေးပုံကိုအခုချိန်မှာကျွန်တော်တို့တွေမြင်ရမယ်ဆိုရင်အရင်လိုဒေဗီကာနဲ့ပတ်သက်လို့ဂီတာတလက်နဲ့အဖိုးကြီးကြောက်သေးလို့မမြင်နိုင်တော့တဲ့ခံစားချက်မျိုးထပ်တိုးဖြစ်လာမိမယ်လို့ထင်မိပါတယ်နောက်ပြီးတော့ဖိလိပ္ပိတာရှိတဲ့ဒီကိစ္စကဒီဆရာတွေကြားမှာတိတ်ပြီးတော့မထူးဆန်းပေမဲ့ကြီးစုခံစားသူတွေအတွက်တော့မြင်နိုင်ခံစားနိုင်တဲ့ဂျီကာတခြားရဲ့အောက်မှာမမြင်လွယ်ဖုံးအုပ်ထားတဲ့ဂျီဆရာရဲ့နောက်ထပ်ဝက်ဘဲတစ်ခုကိုမြင်တွေ့လိုက်ရတဲ့ခံစားချက်မျိုးဖြစ်မိကြမယ်လို့ထင်မိပါတယ်ဒီနေ့တော့တော့ပါပဲကျွန်တော်ကတော့ AAO Art 80ပါနောက်ထပ်ဂျီကာတွေဂျီဆရာရဲ့နဲ့တူပြန်လာခဲ့ပါဦးမယ်6